ပြောဆိုလိမ္မာပါနတ်ပရိုလိုပါတယ်လူမှုပေါင်းတင်ဆက်ဆံရေးမှာစကားပြောဆိုတာကတိတ်ကိုအဓိကကြပါတယ်စကားပြောပြဖို့စကားလုံးအသုံးနှုန်းတွေကစရွေးချယ်တုံးတက်ဖို့လိုပါတယ်လူတယောက်ကိုခမည်းလွဲနေတယ်လို့ပြောရင်လက်ခံနိုင်ဖို့ခင်းရင်းပါလိမ့်မယ်ဒါပေမဲ့လူတယောက်ကိုဒီလိုလေးလုပ်လိုက်ရင်ခမည်းပို့ပြီးအဆင်ပြေလိမ့်မယ်လို့ပြောရင်လက်ခံခြင်းလက်ခံလာပါလိမ့်မယ်ကိုဆူလိုတဲ့အသေးပဲနဲ့ကိုပြောချင်တဲ့စကားတွေကိုတစ်ဖက်သားကလက်ခံဖို့ဆိုရင်ပြောတတ်ဆိုတတ်ဖို့ကတိတ်အရေးကြီးပါလေဘယ်တော့မှနေမားတယ်ငါမှန်တယ်ဆိုလာမျိုးမပြောမိဖို့ကအရေးကြီးတာကိုတွေ့ရပါတယ်ပြောမယ်ပြောနင်ပြောလာမှားတော့မမှားဘူးဒါပေမဲ့ဒီလိုလေးဆိုရင်ပိုမကောင်းဘူးလားပြောဆိုတာမျိုးပေါ့အပြောဆိုကြောင့်ပဲလူတွေရဲ့အထင်ကြီးကိုးစားတာကိုခံရတတ်တယ်လို့အပြောဆိုကြောင့်ပဲလူမုံများတတ်တယ်မဟုတ်လားဘာပဲဖြစ်ဖြစ်ပါပါနတ်နတ်ပြောတတ်ဆိုတတ်သူတယောက်အတွက်ကတော့အပြောဆိုကြောင့်ကိစ္စရက်အတော်များများအဆင်ပြေတာကိုတွေ့ရပါလိမ့်မယ်လူမှုပေါင်းတင်ဆက်ဆံရေးနယ်ပယ်မှာပဲဖြစ်ဖြစ်စီးပွားရေးနယ်ပယ်မှာပဲဖြစ်ဖြစ်ပါနတ်တဲ့အပြောဆိုကတင့်ကိုလူကြည့်လူခင်ပေါ်စေပါတယ်အလုတ်ကိုင်အဆင်ပြေချုံးမွေစေနိုင်ပါတယ်အဲ့ဒီလိုပြောဆိုခြင်းကပဲတင့်ကိုအခွင့်အလန်းတွေဖြစ်ပေါ်စေပါတယ်